ကိုဂျိုမကီမီနဲ့ယူဂျီလည်းတိုကျိုကိုလာမတော်ရမြောက်ကျောင်းသူကိုစောင့်နေတော့အနီးနားမှာမော်ရီရှာနဲ့လူတယောက်ကိုဂျူဂျစ်စုကျောင်းဝတ်ဆောင်တဲ့ကောင်မလေးကသူရောမော်ရီဝင်လို့ရလာလို့မေးလိုက်တဲ့အတွက်ထိုးသူလည်းလမ်းပြီးပြေးဖို့လောလိုက်ပေမဲ့လည်းကုတ်ကနေဆွဲထားတဲ့မြင်ကိုယူဂျီတို့လည်းမြင်တွေ့လိုက်ရပါတယ်။အဲကောင်မလေးကိုကိုဂျိုကလမ်းခေါ်လိုက်တော့ယူဂျီတို့လည်းအဲတောက်ပေါ်မလေးရဲ့တတိယမြောက်ကျောင်းဆိုတာသိသွားပြီးကောင်မလေးကလည်းသူ့ကိုယ်သူခုကီဆာကီနိုဘာရာလို့မိတ်ဆက်လိုက်တော့ယူဂျီတို့လည်းသူတို့ကိုသူတို့မိတ်ဆက်လိုက်ကြပါတယ်။ကိုဂျိုကလည်းသူတို့၃ယောက်လုံးနဲ့အတူတိုကျိုမြို့ကိုပတ်လေကြမယ်လို့ချင်းထဲလိုက်ကယူဂျီကိုလည်းကျင်းသားဆောင်ရတဲ့ထားတဲ့ဓာတ်တက်လက်ပေးပြီးနိုဘာရာနဲ့အတူအစမ်းဆောင်မှုပဲဖြစ်ရဲ့အနေနဲ့ကျင်းသားတွေကိုဖြည့်ရှင်းခိုင်းလိုက်တော့ယူဂျီတို့လည်းသူတို့တောက်တလဲဆရာနဲ့တွေ့ပြီးဆိုတာသိလိုက်ကြရပါတယ်။ဒါပေမဲ့မလုံးမဖြစ်တဲ့အရာမလို့ကျင်းသားတွေကိုဖြည့်ရှင်းဖို့သွားကြတဲ့အချိန်ကိုဂျိုကယူဂျီကိုဆာကူနာထွက်လာရင်အန်ဒီများလို့ထွက်မလာစီနဲ့ဆိုတာသတိပေးလိုက်တော့ယူဂျီလည်းလက်ခံလိုက်ပြီးကျင်းသားတွေကိုဖြည့်ရှင်းဖို့ထွက်လာခဲ့လိုက်ကြပါတယ်။ကျောင်းထဲမှာချိန်တော်တန်ကြောင်ကျင်းသားတွေကိုလိုက်ရှာနေခဲ့ကြပြီမဲ့ခွေးတစ်ကောင်ကြောင်တမီးတောင်မတွေ့တာကြောင့်လူစုကွဲမဲ့လို့ပြောနေတဲ့နိုဘာရာရဲ့စကားကိုလည်းယူဂျီရဲ့ညင်းနေတဲ့အတွက်နိုဘာရာလည်းတီးပေးလိုက်ပြီးတယောက်တည်းထွက်သွားတဲ့အချိန်ယူဂျီရဲ့နောက်ကနေကျင်းသားကောင်ရောက်လာတော့ယူဂျီလည်းကျင်းသားကောင်ရဲ့လက်တွေကိုချက်ချင်းခုတ်ပြစ်ပေးလိုက်ပြီးခေါင်းကိုဓာတ်ဆိုင်ကအဆုံးသတ်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ကိုဂျိုကမကီမီကိုယူဂျီရဲ့တသောက်ကန်းနဲ့ကြက်မပြေးရဲ့ကောင်လေးဆိုတာဆာဆာကီတို့ကိုကေတော့မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပေမဲ့ဒီနေ့မှာတော့ဟိုကောင်မလေးဘလောက်ယူလဲဆိုတာသိကြလို့ဆက်လက်နေတာဖြစ်ပြီးနိုဘာရာလည်းကြောက်ရွံ့နေကြမှာရောင်ဆောင်နေတဲ့ကျင်းသားကောင်ကိုထွက်ခဲ့ဖို့အော်ခေါ်နေပေမဲ့ထွက်မလာတာကြောင့်တန်တချောင်းကိုသူမထင်တဲ့ကြောက်ရွံ့ရဲ့ခေါင်းတွေကိုပြတ်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ကိုဂျိုကလည်းမကီမီကိုတိုဂျိုကကျင်းသားတွေကပိုလေဗယ်မြင့်တယ်လို့ပြောနေပြီးဒါတွေကိုနိုဘာရာသိပါမလားလို့လည်းစိတ်ဝင်နေတဲ့အချိန်နိုဘာရာရှေ့မှာတော့သူမထင်ထားတဲ့ကြောက်ရွံ့ကတကယ်ပဲကျင်းသားကောင်ဖြစ်နေလို့လက်ဖြောက်ချက်ခောက်ကတန်ချောင်းကိုအဆုံးထိတက်ပေးလိုက်ပြီးအဆုံးသတ်နိုင်လိုက်ပြီဖြစ်ပါတယ်။အနောက်မှာတော့ကြောက်လန့်နေတဲ့ကလေးတယောက်ရှိနေတာကိုနိုဘာရာမြင်လိုက်ရတဲ့အခါခေါ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲနေရန်တွေကနေကျင်းသားကောင်ကထွက်လာတဲ့အပြင်ကလေးကိုပါစားကန်လှုပ်ထားတော့နိုဘာရာလည်းဘာလို့မှမလဲဝေခွင့်မရဖြစ်နေတဲ့အချိန်ကိုဂျိုကလည်းမကီမီကို level ဆိုတာကြမ်းမကြမ်းကိုပြောတာမဟုတ်ပဲလူတွေလိုအသိဉာဏ်ရှိမရှိကိုပြောတာလို့ပြောနေခဲ့ပါတယ်။နိုဘာရာလည်းကလေးသေးမှဆိုတဲ့အတွက်လက်နဲ့ကျညံ့ခံမှုပဲယူလိုက်ကလက်မြောက်လိုက်ပေမဲ့ကလေးကိုကျင်းသားကောင်ကမလွတ်ပေးသေးတဲ့အချိန်နေရန်တွေကနေယူဂျီရထွက်လာပြီးကျင်းသားကောင်ရဲ့လက်ကိုဖြတ်ပေးလိုက်တဲ့ကလေးကိုပါကဲပေးလိုက်တော့ကျင်းသားကောင်လည်းထွက်ပြေးဖို့လုပ်လိုက်ပေမဲ့နိုဘာရာကတော့ပြည့်ကျန်ခဲ့တဲ့ကျင်းသားကောင်ရဲ့လက်တစ်ဖက်ကိုစာကြောင်းနဲ့ကတန်နဲ့ရိုက်ပြီးကျင်းသားကောင်ကိုဆုံးသက်ပေးလိုက်နိုင်ပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာရနိုဘာရာမူလာတန်းကျောင်းတော့အတူအပေါ်ကျင်လာတဲ့ပြင်လှပသိမ်မွေတဲ့ဆာဆိုရီဆိုရဲ့ကောင်မလေးကိုရွာလူတွေခွဲခြားဆက်ဆံကုန်နေမှာကအပြီးတိုင်မှာမောင်းထုတ်လိုက်တဲ့အကြောင်းတွေးနေပြီးအခုချိန်မှာတော့နိုဘာရာယူဂျီကိုဘာလို့နေရဖောက်ဝက်လာနိုင်ရလဲလို့မေးတော့ယူဂျီကလည်းနေရန်ကမမလို့ဆိုပြီးတာပြန်ပြောလိုက်ပါတယ်စကားမဆက်ယူဂျီရဲ့နိုဘာရာကိုဘာလို့ဂျီဂျီဆူကျောင်းကိုလာတတ်တာလဲမေးတော့နိုဘာရာလည်းရွာကိုမောလို့ဆိုပြီးပြောလိုက်တဲ့အပြင်ယူဂျီကိုလည်းကျေးဇူးတင်လိုက်ပါတယ်အဲနောက်ကလေးကိုအိမ်ပြန်လိုက်ဖို့ကလေကားထဲမှာထိုင်နေကြတဲ့အချိန်ကိုဂျိုတို့ရောက်လာပြီးကိုဂျိုကဘာစားမှလဲလို့မေးလိုက်တော့ယူဂျီတို့နှစ်ယောက်ကပျော်နေကြပေမဲ့မကီမီကတော့ကျင်းသားကောင်တွေသွားရှင်းတော့သူမလိုက်ရလို့ဆိုပြီးစိတ်ကောင်းနေလို့ယူဂျီတို့နှစ်ယောက်လည်းဝိုင်းစားနေခဲ့ကြပါတယ်2019လပိုင်းမှာတော့တိုကျိုမြို့နောက်ဘက် ASU Detention Center ကလေ့ကျင့်ကွင်းမြေရဲ့ကောင်းကင်ရံမှာတော့အထူးစင်ကြိမ်စာလို့ထင်ရတဲ့ဦးတလုံးကတော့ကောင်းကင်ရံမှာရှိနေခဲ့ပြီဖြစ်ပါတယ်။နောက်ရက်မှာတော့မကီမီနိုဘာရာနဲ့ယူဂျီတို့ကအဲ့ဒီနေရာကိုရောက်လာကြပြီးထိုနေရာရဲ့တာဝန်ရှိသူ EGG ကလည်းအထူးစင်ကြိမ်စာဖြစ်နိုင်တာကြောင့်ကျင်းစာကိုမြင်ရပေမဲ့ယူဂျီစစ်စီရမဟုတ်တဲ့ Windows လို့ခေါ်တဲ့လူတွေကိုကြိုတင်စစ်ဆေးခိုင်းထားတဲ့အတွက်လူ9ယောက်အသက်ရှင်ကျန်နေတာကိုသိလိုက်ရတဲ့ပြင်ပြည်သူတွေကိုလည်းဝေးရတဲ့နေရာကိုရွှေ့ပြောင်းဖို့တာဝန်ပေးပြီးဖြစ်ပါတယ်။အစာဦးထဲမှာတော့ဇာကန်9ယောက်ကျန်ရှိနေပြီးယူဂျီကကျင်းစာဆက်နေကိုနားမလဲတာကြောင့် EGG ကပဲဝင်းတုံးနဲ့တောင်တိုက်ခိုက်လို့ရတဲ့ကျင်းစာအဆင့်လေးတာမတနက်နဲ့ဖြည့်ရှင်းလို့ရတဲ့ကျင်းစာအဆင့်3ရှော့ကန်တလက်ပါနေရင်တောင်နိုင်ဖို့မလွယ်ကူတော့တဲ့ကျင်းစာအဆင့်2နဲ့တင်ကားနဲ့ဆိုရင်တော့တိုက်ခိုက်ဖို့တော်တော်ကြိုးစားယူရမယ်ကျင်းစာအဆင့်1ဆိုပြီးအသီးသီးရှင်းပြလိုက်တဲ့အပြင်အထူးစင်ဆိုရင်တော့လေးနဲ့ဘုံကျင်းအောင်မသေးချာနိုင်တော့တဲ့အကြောင်းပြောပြနေပြီးကိုဂျိုလိုဂျေဂျစ်စုစီအာရီကိုလည်းလိုအပ်နေခဲ့ဖြစ်ပါတယ်။ဒါပေမဲ့ကိုဂျိုကတိုက်ဆိုင်စွာခီးသွားနေတဲ့ချိန်နဲ့ကြုံနေတာကြောင့်တုံးတိုက်တိုက်ကြားကြိုက်3ယောက်တည်းဖြည့်ရှင်းရတော့မဲ့ချိန်မျိုးနဲ့ကြုံနေရတဲ့အပြင်အနာကမိခင်တယောက်ကလည်းသူသားတာတာရှိအဆင်ပြေရလာလို့မိလိုက်တဲ့အချိန် EGC ရဲ့ဒတိုင်းလုံးမှာအစိတ်တွေပြတ်နေတယ်လို့ပြောလိုက်တော့အနာကမိခင်လည်းဝမ်းနေသွားပြီးငိုချလိုက်ပါတယ်။ဒီမြင်ကွင်းကိုယူဂျီမြင်တော့ဝမ်းနေသွားတာကြောင့်မကီမီနဲ့နိုဘာရာကိုသွားခဲ့ကြဖို့ပြောတော့နိုဘာကိုလည်းလက်ခံလိုက်တဲ့အပြင် EGC ကလည်းအထူးအဆင့်ကျင်းစာကောင်နဲ့တွေ့ခဲ့ရင်တော့ပြေးမလားတေးမလားကြွေးချဲထားဖို့ပါတတိပေးလိုက်ပါတယ်။အဲနောက် EGC ကကောင်းကင်ဘဝနဲ့အနက်ရောင်ရိတ်တွေကိုထုတ်ကအပြင်လောကနဲ့ယူဂျီတို့ကိုချားနာလိုက်ပြီးတော့မကီမီကကျင်းစာကိုအာရုံခံနိုင်တဲ့အဖြူအမြေခွေးကိုဆင့်ခေါ်ကအထဲကိုဝင်ခဲ့ကြလိုက်ပြီးဖြစ်ပါတယ်။အဲ့လိုနဲ့တနေရာကိုရောက်တော့တင်နေတဲ့လူအလောင်းရဲ့ရှင်ဘက်ကနာမည်ကြောင့်ဟိုမာကြီးရဲ့တာ EGC ဆိုတာသိလဲရတဲ့အပြင်ယူဂျီကလည်းလောင်းကိုပြန်ယူမဲ့တကယ်ကဲလုံနေလို့မကီမီကလည်းတားနေရပြီးနှစ်ယောက်သားစကားများနေတဲ့အချိန်စကားမများကိုဝင်တားတဲ့နိုဘာကလည်းဘာမှမသိတဲ့နဲ့ရောင်တွင်းကြီးတွေကိုဆွဲခေါ်ခံလိုက်ရတဲ့အပြင်အဖြူအောင်မြေခွေးကလည်းနေရာမှာအသက်ခံနေရပြီးဖြစ်ပါတယ်။အဲ့အချိန်ဘေးမှာအထူးစင်ကျင်းသားကောင်ရုတ်တရက်ပေါ်လာတဲ့အတွက်ယူဂျီရဲ့ချက်ချင်းလက်ထက်ရတာနဲ့ခိုးလိုက်တဲ့အချိန်ဘာမှမသိပဲယူဂျီရဲ့လက်ကပြတ်ထက်သွားခဲ့ရတာကိုမကီမီလည်းမြင်တွေ့လိုက်ရပြီဖြစ်ပါတယ်။နိုဘာကလည်းအမောင်ထဲမှာလမ်းပြောင်းနေတဲ့အချိန်ရုတ်တရက်ကျင်းသားကောင်တွေအများကြီးကိုတွေးလိုက်ရပြီးမကီမီကလည်းနိုဘာရာစီကိုပြေးလာနေခဲ့တဲ့အပြင်အခုနောက်ကယူဂျီနဲ့ရှိခဲ့တဲ့အချိန်ကိုလည်းပြန်တွေးနေမိခဲ့ပါတယ်။ယူဂျီကသူ့တင်ဆာကူနာလက်သိမ်းမှာဖြစ်လို့သူ့ကိုကူညီဖို့ပြောတော့ဆာကူနာကနောက်ထပ်သူ့မှာဝိညာဉ်18ခုတောင်ကြံသေးတာမလို့ဟာသားတွေမပြောဘူးပြောလိုက်တဲ့အပြင်ဆာကူနာပုံစံပြောင်းလိုက်ရင်လည်းကျင်းသားတက်မကီမီကိုရင်သက်မှာဖြစ်လို့ယူဂျီလည်းအခက်တွေ့နေ
နေခဲ့ရပြီဖြစ်ပါတယ်။ယူဂျီကမက်ဂူမီကိုနိုဘာရာကိုသွားခဲ့ဖို့ပြောလိုက်ကသူ့အချိန်ဆွဲတမ်းမှမလို့ပြေးတော့လို့ပြောလိုက်တဲ့အပြင်လွတ်ကင်းသွားရင်လည်းအချက်ပေးဖို့လည်းမှာကြားလိုက်ပါတယ်။မက်ဂူမီတို့လွတ်ကင်းသွားတော့မှဆာကူနာပုံစံပြောင်းပြီးကျင်းစာကောင်ကိုတိုက်ခိုက်မယ်လို့ပြောတော့မက်ဂူမီလည်းညင်ညင်ပေမဲ့ရွေးချယ်စရာလည်းမရှိတာမလို့လက်ခံခဲ့လိုက်ရပါတယ်။အခုချိန်မှာတော့မက်ဂူမီဒီအောင်မြေခွေးတစ်ကောင်နဲ့နိုဘာရာကိုလိုက်ရှာနေပြီးနိုဘာရာလည်းတိုက်ခိုက်စရာတန်တချောင်းမကြံတော့တဲ့အပြင်ယူဂျီကလည်းကျင်းစာဆွမ်းအားမသုံးတတ်တာကြောင့်ဘလို့တိုက်ခိုက်ရမလဲဆိုတော့တွေးနေခဲ့ပါတယ်။ကျင်းစာကောင်ကယူဂျီကိုလက်မှာဆွမ်းအားတွေစုပြီးတစ်ချက်တည်းထိုးလိုက်တဲ့အတွက်ယူဂျီလည်းနေရန်ပြင်းလှလွှတ်ထွက်သွားရပေမဲ့ပြန်ထလာကနောက်ထပ်ကျင်းစာကောင်ပြစ်လိုက်တဲ့မီလုံးကြီးကိုသူ့ရဲ့ကြံရှိရဲ့လက်တစ်ဖက်နဲ့ဆန်ပြီးတားထားပေမဲ့သူ့လက်ချောင်းတွေပဲပြဖြစ်သွားပြီးငါအဲ့လက်ချောင်းကိုမကောက်ခဲ့ငါအဲ့ကျင်းစာလက်ချောင်းကိုမစားခဲ့ရင်ဆိုလဲစိတ်တွေလည်းဝင်လာပါသူ့ကိုယ်သူပြောညစ်လိုက်တာလို့လည်းတွေးနေခဲ့ရပြီဖြစ်ပါတယ်။နိုဘာရာကိုလည်းကျင်းစာကောင်တွေလက်ကနေမက်ဂရီမီကကယ်ပေးလိုက်ပြီးယူဂျီကလည်းသူ့ကိုယ်သူအပြစ်တွေတင်ကမသေးချင်သေးဘူးဆိုပြီးအုံငုံနေတဲ့အပြင်ကြောက်စိမ့်နဲ့ဆုတ်လိုက်တဲ့လက်သီးမှာကျင်းစာဆောင်အားတွေစီးဆင်းသွားပြီးကျင်းစာကောင်ကိုပြေးထိုးလိုက်ပါတယ်။ဒါပေမဲ့ကျင်းစာကောင်ကတားလေးတားလိုက်ကကျန်နေတဲ့အချိန်မက်ဂရီမီချက်ပြရဲ့ခွေးဥတန်ကိုယူဂျီလည်းကြားလိုက်တာကြောင့်ဆာကူနာကိုထုတ်လိုက်တော့ကျင်းစာကောင်လည်းလန်းနေတဲ့အပြင်ဆာကူနာယူဂျီသူ့ကိုအသုံးချရဲ့အတွက်နောက်ထားရစီကိုမက်ဂရီမီကိုသွားတတ်မယ်လို့ကျင်းစာကောင်ကိုခေါ်နေရတော့အလစ်မှာမီးလုံးနဲ့ပြပြီးတက်ခတ်ဖို့လုပ်တဲ့အတွက်ယူဂျီရဲ့ပြက်နေတဲ့လက်နဲ့ကလိုက်တော့လက်ကပါပြန်ကောင်းသွားပြီးကျင်းစာကောင်ကိုလည်းဆာကူနာဆိုတာဗာလက်သီးတော့တစ်ချက်လောက်သုံးမပေးလိုက်ပါတယ်။ကျင်းစာကောင်ကဆာကူနာခြေထောက်ကိုဆွဲပြီးလွန့်ပစ်ဖို့လောလိုက်ပေမဲ့လည်းဆာကူနာကကျင်းစာကောင်မသိလိုက်ခင်မှာပဲလက်ကိုဖြတ်ပြီးချားနေရာကိုရောက်နေတဲ့အပြင်မက်ဂူမီကလည်းသူယူဂျီကိုစောင်းအောင်မှမလို့အီဂျီချီကို10 ကီလိုမီတာအတွင်းပြန်မလာဖို့မာနေခဲ့ပြီးကိုကြီးချင်းတော့ပထမအဆင့်ရှိဂျီဂျူဆူစီယာတယောက်ကိုသာပို့ပေးဖို့ပြောနေခဲ့ရပြီဖြစ်ပါတယ်။အဲနောက်မက်ဂူမီကသူယူဂျီကိုကယ်ပေးဖို့ပြောခဲ့တဲ့အချိန်တွေကိုပြန်တွေးနေပြီးအစိုးဆုံးတွေဖြစ်လာခဲ့ရင်တော့ယူဂျီကိုတက်ပြရမယ်လို့လည်းတွေးနေကဆာကူနာကလည်းကျင်းစာကောင်ကိုခြေတခြားလက်တခြားနေရာမှာကထားတဲ့အတွက်ကျင်းစာကောင်ကလည်းခြေလက်တွေကိုပြန်ထွက်အောင်လုပ်လိုက်တော့ကြိုးစားထားထူးဆင်လေးဆိုပြီးဆာကူနာခနဲ့နေခဲ့ရပြီဖြစ်ပါတယ်။ဆာကူနာကကျင်းစာကောင်ကိုကျင်းစာဆွမ်းအားနဲ့ပြန်ကူတာလူသားကိုကူးတလောက်မခတ်တဲ့အပြင်ကျင်းစာကောင်ကိုမင်းရောယူဂျီဆိုတဲ့ကောင်လေးရောကျင်းစာရဲ့အထိပ္ပယ်ကိုလုံးဝနားမလည်သေးဘူးပဲလို့ပြောလိုက်ကနာမည်ချက်တွင်ခြင်းကိုသုံးလိုက်တဲ့အတွက်ဆာကူနာရဲ့နောက်ကနေဗိမ္မာန်ကြီးတစ်ခုပေါ်လာကကျင်းစာကောင်ကလည်းဇာစီဖြစ်သွားခဲ့ရပြီဖြစ်ပါတယ်။အဲနောက်ဆာကူနာကကျင်းစာကောင်စီကနေသူ့လက်ချောင်းကိုပြန်ယူလိုက်ပြီးယူဂျီကိုပြန်ထိန်းချုပ်ခိုင်းပေမဲ့ယူဂျီကမထိန်းချုပ်နိုင်တော့တဲ့အတွက်ဆာကူနာလည်းကြံတစ်ခုရသွားခဲ့ပါတယ်။ဒါလေးကတော့ Jujutsu Kaisen Season 1 Episode 3 and 4ဖြစ်ပြီးတော့နောက်ထပ်အပိုင်းသစ်တွေကိုစတင်ပေးနိုင်ဖို့အတွက် Like, Share, Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်